လူတိုင်းမှာကကြောက်တဲ့စိတ်တွေတန်းရှိကြပါတယ်ဒါပေမဲ့ဒီကြောက်တဲ့စိတ်ကိုဘယ်လိုကင်တွယ်ရမလဲဆိုတာလူတိုင်းမသိကြသေးပါဘူးအားလုံးပဲမင်္ဂလာပါရှင်အထက်နေ့ခက်လေးတင်ပြပေးကနေမှာနေထွေးစာနေပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ပြဖတ်ပြမယ့်ခေါင်းစဉ်ကတော့အကြောက်တရားကိုကင်တွယ်ရှင်လောကမှာရှင်တို့ကျမတို့ဘာတွေကိုကြောက်ကြတယ်လဲဘလို့အရာတွေကိုထွက်ပေးကြတယ်လဲလူတွေစီကငင်းပက်မှုတွေလားမျော်လင်းချက်တွေပြေဝမလာမှာကိုလားတစုံတယောက်တို့မဟုတ်တစုံတရာကိုဆုံးရှုံးရမှာမျိုးလားဒါမှမဟုတ်တကိုယ်ရေးကွဲပြားတဲ့အကြောက်တရားတွေရှိပြီးသားပဲအမြင့်တွေကိုကြောက်တာလားအမောင်ထဲမှာနေရမှာကိုကြောက်တာလားလူတွေကြားထဲမှာစကားပြောရမှာကိုကြောက်တာလားစသဖြင့်ကျမဆိုလဲကြောက်တာပါပဲကျမကိုတေချာတီးတဲ့သူမင်းများကရွလွယ်လင်းစီမှာအကြောက်တရားတိတ်မရှိဘူးဆိုတာကြီးပြောကြတာကြီးရဲ့သူတို့ပြောတာလဲမှန်ပါတယ်တို့ပေမဲ့ကျမမှလဲလူမို့လားကျမရှိတဲ့သူလက်လို့ရမှာကိုကျမကြောက်တယ်ဒီလူတွေကျမပေါ်စိတ်ကားလေးလေးရှူမှာကိုလည်းကျမကြောက်တယ်ဆိုလိုတာကအချင်းတို့ပတ်ဝန်းကျင်ကသုံးသက်ချက်တွေထက်ကိုယ်စိတ်ကိုစကန်ပြန်ဖက်ပြီးကိုအကြောက်တရားဟာဘာလဲဆိုတာအရင်ဆုံးသေချာသုံးသပ်ရပါမယ်ဒါမှလည်းဒီအကြောက်တရားကိုဘယ်လိုကင်တွယ်ရမှန်းနီလန်းချနိုင်တော့မှာပေါ့ဆိုပါစို့ရှင်တို့ရဲ့အကြောက်တရားကတငယ်စိတ်ကနေလာတာလားအတိတ်ရစိတ်တရတွေစီကနေလာသလားအတွေးလွန်ခြင်းတွေစီများလားစိတ်လှုပ်ရှားရာကနေလာသလားဒါမှမဟုတ်ငွေရပါဆိုတဲ့သူ့အလိုလိုငွေကလေးကပါလာတာမျိုးလားကိုဟာနဲ့ကိုတွေးကြည့်ပါတငယ်စိတ်စီကလာတဲ့အကြောက်တရားမျိုးကတော့လက်ခံမှုဆိုတာအရင်လာပြီးမှကုစားဆိုတဲ့အစဉ်ရောက်တာမဟုတ်လားကိုစိတ်အခြေအနေပေါ်မူတည်ပြီးတကိုယ်တဲ့စူးစမ်းကင်တွယ်ရာကနေလိုအပ်ရင်လိုအပ်သလို professional တွေရဲ့အကူအညီတွေကိုပါယူသိရင်ယူရမှာပေါ့ငကိုတဲ့ကသူ့အရင်မြင့်ကိုကကြောက်စရာရဲ့လို့မမေရရတွေမရှိပဲကိုဟာနဲ့ကိုစိတ်ကြောက်ကြရဲ့နဲ့ပုံကြီးချက်မိကုန်တဲ့စီကနေလာတာဆိုတော့များသောအားဖြင့် control လုပ်လို့ရတာပဲအကြောင်းတရားစီကနေကျမတို့ဟာချောင်မပြေးဘူးဥပိ္ပခမပြုတ်ဘူးသူရှိမှန်ကျမတို့ဟာအတိအမတ်ပြုတယ်ပြီးတော့လက်ခံတယ်ဒီကနေမှသဆင့်ကျမဆိုရင်ပူပန်မှုတွေကိုစကားပြောကြည့်တာကျမကြောက်နေတဲ့အရာဟာတကယ်ဖြစ်လာမဖြစ်လာဆိုတာမျိုးရှင်းရှင်းမြင့်မြင့်တေချာသုံးသက်ကြည့်တာစားတဲ့အစ်စ်ထက်မှန်လာရတာပေါ့စိတ်လုံရှားစီကနေလာတဲ့အကြောက်တရားအသွေးလွန်ခြင်းတွေစီကနေရောက်လာတဲ့အကြောက်တရားဒီလိုမျိုးကြအသွေးထဲဝင်လာတာနဲ့တပြိုင်နက်သူကိုပါလာပြောနေတယ်ဆိုတာကောင်းကောင်းနားထောင်ပေးတာတကယ်တမ်းအရင်အမြစ်ကိုစမ်းကြည့်ရင်မှကြောင်းနေဖို့မလိုတာကိုအကြောင်းပြချက်ပေးပြီးကိုဟာကိုပြန်ဖြောင်းပြပေးတာစတာမျိုးတွေကင်သွယ်ရမှာမို့လားဥပမာတရေကြောက်တာမျိုးရေကြောက်တာတို့လူရှိတူရှိထက်ရမှကြောက်တာတို့ဆိုပါတော့တကယ်တော့လူတွေဟာသူများကိစ္စတွေဆိုတိတ်ဆက်စုပြီးစကားခွဲနဲ့ပြောဆိုရှင်ကြတဲ့လောက်ကိုစိတ်နဲ့ကိုစကားပြောရတော့မယ်ရေးဆိုလို့ကတော့ချောင်ပြီးတော့တာပါပဲအကြောက်တရားလို့ဟာမျိုးကရင်ကိုမဆိုင်ချင်တာမို့လားရဲ့တွေးကြည့်ရင်အကြောက်တရားဆိုတာဟာလေကျမတို့လူသားတိုင်းမွေးကလေးကပိုင်ဆိုင်လာကြတဲ့ပျော်ရွှင်မှုဝမ်းနည်းမှုဒေါသဖြစ်မှုတို့လို emotion အများစုတွေကတခုပါပဲဆိုတော့တူလာချောက်နေတာတွေဟာ reason error ဖြစ်တာတွေလည်းရှိမယ်ဒါမှမဟုတ်ကိုကုစားရတော့မဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်အချက်ပြတ်အလန်းလိုဟာမျိုးတွေလည်းဖြစ်နေနိုင်ပါတယ်ဒါကြောင့်ရှင်တို့အလုပ်ဟာကိုစီဖဲဆိုတဲ့ကောင်တက်လာတဲ့အခါစွမောင်းထုံးနေမယ်အစားတော့မဟုတ်သူဘာပြောတဟုတ်နဲ့ခေါင်းငိတ်ပြီးသားနားထောင်မယ်အစားအကြောက်တရားကိုတေချာစကားပြောပေးပါသူတင်ပြလာတာတွေကိုယုတ်တိတံမတန်သုံးသက်ပါပြီးကြရင်တော့ကျမခွဲပြထားသလိုအကြောက်တရားခေါင်းဆက်အမျိုးမျိုးစီပို့ရင်လက်ခံတင်တာလက်ခံကုစားတင်တာကုစားလုံးသိရင်လုံးကြပေါ့ဒါလည်း that's how we are dealing with our fear and way of hand ထမ်းပြီးမို့
ကိုယ်စိတ်ကိုတီးတဲ့ကိုယ်ခံစားချက်အပေါ်မှာကိုယ်တာဝန်ယူကင်တွယ်တဲ့အရေးအတွေးမျိုးရှိလာအောင်စူးစမ်းပြီးအကြောက်တရားနဲ့ပူပန်မှုနေတဲ့ဘဝမျိုးကိုဖန်တီးကြဆိုရဲ့ကိုယ့်အပေါ်ကိုချစ်ရှင်မေတ္တာအပြည့်နဲ့ပေါ့ကွယ်ဆိုတော့ဒီကနေတခုခုရသွားမယ်လို့တင်ပြမျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်